ရတယ်ဟိုးတဲ့ဆင်းလို့မရဘူးမရဒီကောင်လေညရလည်းညီကောင်မဟိုး yes မတော့ဆုံးနေအားဆွဲနေနော်မတော့ရှောက်ပါမကဲဒီနေ့ကတော့ဒါနောက်ဆုံးအပိုင်းလေးပေါ့နော်ဗီဒီယိုကတော့တကယ်တမ်းဆိုကျွန်တော်နာရီဝက်လောက်ကြောင်းလိုက်ရတာပေါ့နော်ဗီဒီယိုတအားရှည်သွားမှာဆိုတော့ကျွန်တော်ညီကိုလေးကြည့်ရတာအဆင်မပြေမှာဆိုတော့ကျွန်တော်နှစ်ပိုင်းပဲခွဲပြီးမှတင်ပြီးတာဖြစ်ပါတယ်ကျွန်တော်တို့9ဘလောက်ပဲကြည့်နော်စိတ်ရှည်လက်ရှည်နဲ့အကြောင်းဖို့လိုပါပေါ့ကျွန်တော်ဒါနံပါတ်1နဲ့ပဲနော်ပြီးကျွတ်နံပါတ်1ပါဂိုင်းတန်6ပေခွဲအယုတ်ကတော့တန်9လေးနဲ့ရတာပါနော်စက်တီကတော့ webis ပေါ့ webis တစ်စိတ်ကတော့မေ့နေဈေးဒီရဲ့ဆိုလားပါဆိုလားပဲအဲ့ဒါလေးပါပဲနော်โอเคကျွန်တော်ညီကိုလေးနော်ကျွန်တော်ရတဲ့ငါးလေးကိုဒါအမတ်တရအနေနဲ့တိုင်းပေါ်တင်ပေးတာဖြစ်ပါတယ်အားပေးတဲ့ညီကိုလေးလည်းအမြဲတမ်းကျေးဇူးတင်နေပါတယ်လူစင်းလို့ကောင်းပြီအနာခေါ်လိုက်မသူကိုဒီမှာအညီမရှိဘူးကိုကြိုက်စိတ်တိတ်ကြောင်းလို့ရကလူကမောလာဖြစ်ပါလေရှေ့အကြောင်းနေโอ้မောင်မကြီးလေးမပေါ်နေကြီးလေးမကင်ကြီးနော်ခေါ်လိုက်ပြီဟမ်ရမလားရမလားခေါ်လို့ရမလားရတယ်မရဟိုမဟုတ်ရင်အင်းကြီးလေးဆုတ်လိုက်မလဲအေးဟုတ်လားကြီးရနော်တက်နေရကောင်မဟုတ်မှာဘယ်မှာလက်ခံရလားဟုတ်မှာဆွဲနေရနေကောင်မှာညာမဟုတ်ကောမဟုတ်ဘဆွဲနေဟိုဘဆွဲနေမောပြီမောတော်မီလားငါဆွဲနေတာငါဆွဲနေနော်မတော့ရှောက်ပါမကာမောလားစတီးသေးလို့လေစတီးကြီးနေတော့မကြောက်ဦးတိုင်တော့နှုတ်ထားရမလားတိုင်လိုက်ရေးလိုက်အေးလေကြီးလေကြီးတယ်အောင်မယူပုံတော့ယူဟလားတွေ့ရလားငါဒီနေ့ထားတယ်အေးစိတ်သွားနော်မထင်ရအောင်နော်ကျွန်တော်ရုပ်ရည်ရှင်းပါပါဆိုအဲ့ဝါလုံးကလွတ်ထားမှထင်တယ်ဝါလုံးနှုတ်လိုက်မှလားမသိဘူးအေးရဝါလုံးကဒီလိုရောက်ရမလို့ဘာနဲ့ရပြီမလို့လည်းအကုန်မစင်းနဲ့ရမလို့တော့ဟိုဘက်ပြန်သွားလိုက်ပြီမမိုးတယ်ငါမေးကိုတယ်နေညရလည်းညီကောင်မဟိုး yes မတော့ဆုံးနေကြာရှိပြီကြောင်းနေကိုပေါ်လာမိုးနေတော့ပတ်စံအတေးမာလို့လေဒီကောင်တော့ကြားနေဒီကောင်မဒီဘက်တင်ရောအဲ့အကြောင်းကြောက်နေဟမ်ဘာကြီးမလို့တိတ်မလို့
ခုနထက်တော့ကြီးတယ်ခုနထက်ကြီးမတူလာညီကိုရဟိုရိုးမတူလာမေးပြီးလိုက်နေတယ်ပြီးလေတော့ရအခုရေစင်မလို့တော့အခုရေစင်မလို့တော့ခဏနော်ခဏမိုးနေစင်ဟောပက်အခုလာရဘုံတဲ့ခလုံးရအောင် မရဒီကောင်လေဟုတ်တယ်ရ ဒီလိုမလို့ မလုံးဒီကောင်အကုန်ထုတ်ပြီဒီနာတင်ဟောအစမကြီးအပြားလိုက်နော်ရောနော်တာနော်ဘောနေအဲ့တော့ဒီကောင်ရုံးနေကြအခုရကုန်းပေါ်မှာလာနေလေလူမြင်လို့မကတ်တယ်လားမသိ မရအောင်ကြည်တန်ကြိုက်ကိုမရအောင်ပါ ဟုတ်တယ်ချင်းကြည့်နော်ပတ်တော့ညတယ်ကွာဘူတယ်နော်ကျူလည်းခိုင်တော့ငါရှိလို့မယ်တော့မှလည်းကောင်းမယ်မနော်ကိုရမောခဏလေးမောတယ်ดูว่าโมเต็มไปรู้ว่าโมอะไรขนาดนี้ก่อนยามาซิเนี่ยโหนั่นนี่เอานอกก่อนจะช้อมมาแป๊บๆขนาดนี้เปียอะไรဖြစ်တဲ့ချင်းလေးเอ้ยไล่ยับขนาดนี้แป๊บๆกูหมดแป๊บๆเอ้ยกูเลย yes အောင်မြင်မှုပဲပတ်စကောဟိုတီကြည့်ပဲဆယ်လုံးရှိမှာ yes no ကဲကဲ အလာ ပါရင် ကျေးဇူးပါပဲ